ကလေးနဲ့ခင်မုန်းကိုကာကွယ်ဖို့အတွက်ကျမမလွဲမရှောင်တာပဲယူလာနန်းဆောင်ကိုသွားခဲ့ရတယ်။အဲ့ဒီနေ့ကကျမမိကနေအိပ်ပျော်သွားတော့တကူလုံးအားရင်ကုန်ခန်းပြီးဘလို့မှဒူးမလာနိုင်သလိုခံစားနေရတယ်။ရုပ်တရက်လက်ကဝက်ကအမှန်သားကတစ်ဖက်ဖက်လင်းလာပြီးတကူလုံးအေးမြသွားတော့မှအားယူပြီးထားလိုက်နိုင်တယ်။ကြည့်လိုက်တော့ချင်းရွာကမြေကြီးပေါ်လဲကျပြီးပါဇက်ကနေအနီရောင်အမတ်တွေထွင်နေတာကိုမြင်လိုက်ရတယ်။သူတို့ကဒီလိုအကြမ်းစီရှိနေတာကိုချင်းရွာကကျမအိပ်ပျော်နေတော့စွမ်းအားတွေကိုစုပ်ယူပြီးယူလန်ရဲ့ကလေးကိုအားဖိပြီးကြိုးစားတာ။ဒါပေမဲ့ကျမစီကတံပြန်စွမ်းအားကြောင့်သူထိခိုက်သွားတာပဲ။ချင်းရွာကဒေါသတကြီးနဲ့ရင်ဘတ်ကိုဖိပြီးဆဲဆိုတော့တာပဲ။နင်ကမိမ့်မယူပဲ။နင်းပိုက်ထေကကောင်ကလည်းအကောင်းစားမဟုတ်ဘူးငါ့ကိုတော့ထိခိုက်အောင်လုပ်ရဲတယ်ပေါ့ပြီးတော့သူဒေါသတကြီးထွက်သွားတယ်အဲ့ဒီအချိန်မှာဒဏ်ရာကြောင့်သူ့ရဲ့မူလယူတွင်ကခဏလေးပေါ်လာတာကိုမြင်လိုက်ရတယ်ကျမထင်ထားတဲ့အတိုင်းပဲသူကအောက်တန်းစားမွေခိုးရောင်လေးတစ်ကောင်ပဲဒါဒီမကသေးဘူးယူလန်နန်းဆောင်မနေရင်းနဲ့အံ့ဩစရာအချက်တစ်ခုကိုသိလိုက်ရတယ်အေးပိုင်းဒီတော့ကိုပို့ခံရပြီးပြန်မလာတော့တဲ့မိန်းကလေးတွေဟာချင်းရွာတီဆောင်ထားတဲ့မြေအောက်နန်းတော်ထဲမှာပိတ်လောင်ခံထားတာပဲအဲ့ဒီနေ့ကကျမယူလန်တို့တော့ကိုတိတ်တိတ်လေးလိုက်သွားတော့ချင်းရွာတဲ့တော့မျက်နှာဖြူလျော့ပြီးခြံထဲကိုခိုးချောင်ခိုးဝက်သွားနေတာတွေ့တယ်ဘယ်သူမှမရှိတာသိကြမှကြောက်တုံကြီးတစ်ခုကိုခလုတ်ကိုနှိပ်ပြီးအောက်ကိုဆင်းသွားတယ်သူပြန်တက်လာတော့မှကျမလည်းလိုက်လုပ်ကြည့်ပြီးအောက်ကိုဆင်းသွားလိုက်တာမြင်လိုက်ရတဲ့မြင်ကွင်းကတကယ်ကိုတုံ့လို့စရာပဲကျမနဲ့အတူအေးပိုင်းဒေတာကိုလာခဲ့တဲ့မိန်းကလေးတွေအားလုံးမြေကြီးပေါ်မှာရှိနေကြတယ်အနားမှာလည်းအယိုးဖြူတွေပြန်ကျဲနေတာပဲစွမ်းအားတွေအဆုတ်ခံရလို့အနားယူသွားကြရတာပေါ့အသက်ရှင်နေတဲ့သူတွေကလည်းလူယုံမပေါက်တော့ဘူးသပင်တွေဖြူပြီးအကျေးကွန်တွေလည်းကျွတ်နေပြီအစိမ့်နဲ့မွေမျိုးတွေအမျိုးသမီးအနေငယ်ပဲဘိုက်တွေစုနေတယ်သူတို့ကချင်းရွာရဲ့အစေးဖော်မှုကိရိယာတွေအဖြစ်အထက်မှခိုင်းစိတ်ခံထားတာကျမကြောက်လန့်ကြဖြစ်နေတော့ကျမကိုအစောပိုင်းကအစိုးဆုံးနှိမ့်ဆက်ခဲ့တဲ့မိန်းကလေးကပြေးလာပြီးတောင်းပန်တော့တယ်မင်းသမီးလေးကျမကိုကယ်ပါအောင်ချင်းရွာကမြစ်စာပဲဒီအောင်နန်းတို့ကပြန်ထွက်လာတဲ့အထိအရာအားလုံးကအိမ်မက်လိုပဲအရင်ဘဝကချင်းရွာနဲ့အကြာကြီးပေါင်းခဲ့တာတော့သူဒီလောက်ရုံမာတာကိုမသိခဲ့ဘူးဒါပေမဲ့အခုကအချိန်မတန်သေးဘူးဘိုက်သေးကကောင်လေးကိုကောက်ွယ်ဖို့အတွက်ကျမအောက်ရေးတီးခင်ရအောင်ပဲလာအနေငယ်ကြတော့ကျမနဲ့ယူလန်ကလေးမင်းမဲ့အချိန်မှာကောင်းကင်ကြီးကထူးထူးခြားခြားပြောင်းလဲလာတယ်ကောင်းကင်တစ်ခုလုံးအနီးအောင်အလင်းနေတဲ့တောက်ပါနေပြီးတင်းတွေကမီးတောင်နေတယ်လို့ပဲနန်းတော်ကပရိုဟစ်ကြီးတွေကဝမ်းသာအားနဲ့ဥချကြတယ်ဒါကမင်္ဂလာရှိတဲ့နမိတ်ပဲနတ်ဖျားအစင်မွေးတွေစင်းတက်လာတော့မှာပဲခမည်းတော်ကလည်းအယမ်းပြောပြီးနှစ်ပေါင်းများစွာစောင့်ရရတဲ့နေ့ရောက်ပြီဆိုပြီးအော်ဟစ်တော်တာပဲအဲ့ဒီအချိန်မှာပဲကျမနဲ့ယူလန်တို့ပိုက်တွေကတပြိုင်နက်နာကျင်လာတယ်ယူလန်ကနာကျင်နေတဲ့ခြားကနေကြွားလုံးထုတ်နေတယ်ငါသားကမမွေးခင်ကနေထလာပြီးမေးမှာဘူးကွာမင်းပိုက်တွေကကောင်ကတော့ဘလူးမျိုးထူးဆန်းတဲ့အကောင်ထွက်လာမလဲမသိဘူးငါသားနဲ့တရက်ထဲလာမွေးရတကယ်ကိုနမိတ်မရှိတာနန်းတော်တွေကလူတွေအကုန်လုံးကယူလန်စီကိုပဲသွားကြတယ်ထူးထူးခြားခြားကလေးလေးကိုပဲဂရုစိုက်ကြတာကျမနားမှာတော့ချီရွယ်တစ်ကောက်ပဲရှိတယ်ကျမကစိုးရိမ်ပြီးမေးမိတယ်တကယ်လို့ကျမမွေးလာတာကအစိမ့်နှိမ့်နဲ့မွေးလေးဆိုရင်ဘလူးလုံးမလဲသူကကျမလက်ကိုတင်းတင်းဆုပ်ပြီးအားပေးတယ်ဘာပဲဖြစ်ဖြစ်ငါတို့ကလေးပဲလीငါမင်းတို့သားမိကိုကာကွယ်ပေးမှာပါဘယ်သူမှရံမပြုတ်နိုင်စေရဘူးကျမနာကျင်လို့တတိလက်ဆောင်ထားတော့တယ်နောက်ဆုံးကြားလိုက်ရတဲ့စကားကတော့သူ့ရဲ့ဩဇာညောင်းတဲ့စကားပဲငါသားကဘလူးလောက်တာမှန်ဖြစ်နိုင်ပါလေတော်တော်ကြာတော့အဖေမဆူညမ်းနေကြားလို့နိုးလာတော့ယူလာမင်းသမီးကမွေဖြူလေးမွေးတယ်ဆိုပြီးလူတွေကချီးမွမ်းနေကြတာကျမကလေးကိုကြည့်လိုက်တော့အယောင်စုံစွားဟားနေကြမှာပိတ်လောင်နေတာကျမစိတ်ပြက်သွားမိတယ်မွေမျိုးတွေကလေးမွေးရင်လက်ဖျားကစောင့်ရှောက်မှုနဲ့စွမ်းအားတွေကဖုံးလန်းထားတယ်လက်အနေငယ်ကြားမှာမူလရုပ်ကိုသိရတာဒါပေမဲ့အတွေ့အကြုံအရသိနေကြတယ်မွေဖြူဆိုရင်အဖြူရောင်မွေစိမ့်ဆိုရင်အစိမ့်ရောင်အခုကျမကလေးစီမှာမြင်နေရတဲ့အယောင်စုံတွေကသူကအစိမ့်နှိမ့်နဲ့မွေမျိုးဆက်ဆိုတာတက်တက်ပြနေတယ်လို့ပဲကျမနဲ့ခင်မုန်းကကလေးကိုနန်းတော်ကဖျားเจ้าကိုပို့ဖို့ပြင်တယ်နတ်ဖျားကကလေးကိုကာကွယ်ပေးဖို့ဆုတောင်းရမှာပေါ့ယူလန်နဲ့ချင်းရွာတွေကလည်းလူအုပ်ကြီးနဲ့သူတို့ကလေးကိုခေါ်လာကြတယ်ယူလန်ကကလေးမွေးပြီးကစားမှုတော်တော်လေးနွမ်းပြန်ပြီးအိုးစားသွားတယ်လို့ပဲဒါပေမဲ့သူကကျမကိုတမန်ဝင်တိုက်ပြီးလှောင်တယ်နင်းအစစ်နှိမ့်ကောင်လေးကိုခေါ်ပြီးဝေးဝေးသွားစမ်းအတန်ကကြေပြီးမဲ့အားမပါဘူးတေချာကြည့်လိုက်တော့သူ့မျက်နှာမှာအရေးချောင်းတွေထိနေပြီးမျက်လုံးတွေကလည်းအယောင်မရှိတော့ဘူးစပင်းတွေတောင်ဖြူနေပြီအရင်ဘဝကကျမကလေးမွေးပြီးချိန်မှာကြုံခဲ့ရတဲ့အချိန်တွေအတိုင်းပဲကလေးနဲ့ချင်းရွာကကျမရဲ့အသက်ဓာတ်သေးကိုအဆုပ်ယူလိုက်တာကိုကျမစိတ်တူသွားရတယ်အစစ်နှိမ့်နဲ့မွေမျိုးနယ်တွေဖះเจ้าမဝင်ဘူးလို့ဘယ်သူမှမတတ်မှတ်ခဲ့တာမဟုတ်ဘူးယူလန်ကလောင်ရပြီးပြောတယ်ဘယ်သူမှမတတ်မှတ်ခဲ့တာကနန်းတော်မှာအစစ်နှိမ့်နဲ့မွေတကားမှမမွေးခဲ့လို့ပဲနေဒီကာကိုခေါ်ပြီးမြန်ထွက်သွားနတ်ဖះမသူ့ကိုကောင်းကြီးမပေးဘူးဖះเจ้าကိုအငြင်းကြီးမလားထင်တယ်သူပြောတယ်လေတခါလူတွေကပါကျမတို့ကိုဝိုင်းမောင်းထုတ်ကြတော့တယ်